ဒီကိမုံလေးခက်ခိတ်ဟာသူ့ရဲ့ကိုယ်တဲ့အဆမတန်ကြီးမားတဲ့ခေါင်းတစ်ခုရှိနေပါတယ်။တခြားကိမုံတွေကသူ့ကိုအမြဲတမ်းလှောင်ပြောင်ရဲမောကြပါတယ်။အဲဒါကြောင့်ကိမုံလေးဟာအယံဝါနေပြီးအဲ့ဒီနေရာကနေထွက်ခွာသွားခဲ့တယ်။သူ့ထွားလေယာမှာလူတွေကသူ့ကိုစိုက်ကြည့်ကြတယ်။ကလေးအငယ်လေးတွေကကြောက်လန့်ကြပြီးစိုးသွမ်းတဲ့အကောင်လေးတချို့ကဆိုရင်သူ့ကိုအနိုင်ကျင့်ကြပါတယ်။ကိမုံလေးဟာရှက်လွန်းလို့သူ့ကောက်ကိုအမြဲတမ်းဖုံးအုပ်ထားလိရှိပါတယ်။တနေ့မှတော့ဘလို့ပြဿနာမျိုးကိုမဆိုဖြေရှင်းပေးနိုင်တယ်လို့ကြီးညာထားတဲ့စပင်ညက်ဆိုင်တစ်ဆိုင်ကိုသူတွေးလိုက်ရတယ်။ကိမုံလေးကအဲ့ဒီမှာအကူအညီရနိုင်မလားလို့တွေးမိတာပေါ့။ဒါပေမဲ့ဆိုင်ထဲကိုဝင်ဖို့ကြိုးစားတဲ့အခါမှာတော့သူ့ရဲ့ခေါင်းကြီးကတကားမှညှက်နေခဲ့ပါတယ်။အတော်လေးရုန်းကန်ပြီးတဲ့နောက်မှာတော့ဆိုင်ထဲကိုရောက်သွားခဲ့ပါတယ်။ဆိုင်ရှင်ပေါင်မုတ်ဆန်သက်ဆရာ Brad Barber ကစတိုင်တစ်ခုရွေးခိုင်းတော့ကိမုံလေးလည်းတစ်ခုရွေးလိုက်ပါတယ်။ပထမဦးဆုံးဆန်သက်ဆရာကခေါင်းကိုအကြာကြီးနှိမ့်နေပေးပေမဲ့ဘာမှထူးမလာပါဘူး။နောက်တော့ခေါင်းကိုပလတ်စတစ်နဲ့ပတ်ကြည့်ပြန်တယ်။အခြေအနေကပိုတောင်ဆိုးသွားပါသေးတယ်။အဲ့ဒီနောက်မှာဆန်သက်ဆရာကသူ့ခေါင်းပေါ်ကိုချောကလက်ရည်တွေလောင်းချလိုက်ပြန်တယ်။ဒါပေမဲ့အပူချိန်ကြောင့်ချောကလက်တွေကအရေးပြိုပြီးစီးကြကုန်ပါတယ်။သူ့ရဲ့အခြေအနေကိုကြည့်ပြီးကိမုံလေးကအကြေးကြီးငိုပါလေရော။ဆိုင်ထဲကတခြားဖောက်သေးတွေကလည်းလှောင်ရကြပါတယ်။ပေါင်မုတ်ဆန်သက်ဆရာကအရန်တောတာထွက်သွားပြီးလှောင်ရနေတဲ့သူတွေကိုစိုင်ပင်ထုတ်ပစ်လိုက်ပါတယ်။ကျင်းနေပါအောင်။ဘာပဲဖြစ်ဖြစ်အဲ့ဒီအချိန်မှာပဲပေါင်မုတ်ဆန်သက်ဆရာကအချံကောင်းတစ်ခုမြသွားပါတယ်။သူကကိမုံလေးနဲ့ခေါင်းကြီးပေါ်မှာစတော်ဘယ်ရီယိုနဲ့ငပြောသီးစိတ်လေးတွေကိုတေးသေးချာချာကလှဆင်ပေးလိုက်တယ်။နောက်ဆုံးမှာတော့အပေါ်ကနေဘလူးဘယ်ရီသီးလေးတွေတင်ပေးလိုက်ပါတယ်။အခုဆိုရင်ကိမုံလေးဟာဘရက်နန်းဆန်ပြီးမယုံနိုင်လောက်အောင်လှပသွားပါပြီ။သူ့ရဲ့အသွင်ပြင်သစ်ကိုမြင်လိုက်ရတဲ့အခါမှာတော့ကိမုံလေးဟာပျော်လွန်းလို့ငိုမိပြန်ပါတယ်။နောက်ပိုင်းမှာစိုက်ရှင်ကအကောင်းဆုံးကိမုံကိုလာရွေးတဲ့အခါမှာတော့ဒီလိုအလှဆင်ထားတဲ့ကိမုံလေးကိုပဲအားလုံးထဲမှာအကောင်းဆုံးအထိရွေးချယ်လိုက်ပါတော့တယ်။သူ့ကိုစိုင်းရဲ့အမြင့်ဆုံးရဲ့ဂုံးအရှိဆုံးစင်ပေါ်မှာတင်ထားလိုက်ပါတယ်။တစ်ချိန်ကသူ့ကိုလှောင်ပြောင်ခဲ့တဲ့ကိမုံတွေကပဲအခုတော့သူ့ရဲ့အလှကိုချီးကျူးနေကြပါပြီ။မထွက်သွားရင် like ပေးဖို့မမေ့နဲ့အောင်နော်။